American သမ္မတ Trump ကငြိမ်းချမ်းရေးဘုတ်အဖွဲ့ဆိုတာကိုအစပြုခဲ့ပြီးကုလသမဂ္ဂကိုအစားထိုးကအဲ့ဒီအဖွဲ့အစည်းအသစ်ရဲ့တဦးတည်းသောပိုင်ရှင်ဖြစ်လာဖို့ကြိုးစားနေကြောင်းဘရာဇီးသမ္မတလူလာကဇန်နဝါရီ23ရက်ကပြောကြားခဲ့ပါတယ်။ Trump ကကုလသမဂ္ဂကိုတိုးတက်အောင်ပြုပြင်ပေးတာမဟုတ်ဘဲကုလသမဂ္ဂအသစ်အစီအစဉ်တစ်ခုကိုအဆိုပြုခဲ့တယ်။သူကသာကုလသမဂ္ဂအသစ်ရဲ့တဦးတည်းသောပိုင်ရှင်ဖြစ်လာလိမ့်မယ်လို့လူလာကအဲ့ဒီနေ့မှာဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းဘာဟီယာပြည်နယ်မှာအခမ်းအနားတစ်ခုတက်ရောက်ရေးအမှားစကားပြောကြားရမှာပြောကြားခဲ့ပါတယ်။ကမ္ဘာနိုင်ငံရေးဟာအဓိကကျတဲ့အခိုက်အတန့်တစ်ခုနဲ့ကြုံတွေ့နေရသလိုနိုင်ငံတော်ပူးပေါင်းဆောင်ရွက်ရေးဝါဒဟာအစွန့်ပစ်ခံရလျက်ရှိပြီးတစ်ဖက်သက်ဝါဒဟာအရှိန်မြင့်ထွန်းကားလာကြောင်းအင်အားပေါ်အခြေခံထားတဲ့ဥပဒေဟာလွှမ်းမိုးလျက်ရှိပြီးကုလသမဂ္ဂပြည်ညင်စာတမ်းဟာဆုတ်ဖြဲခံရလျက်ရှိကြောင်းလူလာကပြောကြားခဲ့ပါတယ်။ဘရာဇီးအနေနဲ့ကိုလိုနီနယ်မြေထပ်မံဖြစ်လာမှာကိုလုံးဝလက်ခံမှာမဟုတ်သလိုဘသူရဲ့ထိန်းချုပ်မှုကိုမှထပ်ပြီးလုံးဝခွင့်ပြုမှာမဟုတ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်သတ္တပတ်မှာသူ့အနေနဲ့ကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေနဲ့ဖုန်းဖြစ်ဆက်သွယ်ခဲ့ပြီးစီလုံးညညွတ်ခတသားရကြတဲ့လမ်းကြောင်းကိုဖော်ဆောင်မှုစ조사ရှာဖွေခဲ့ကြောင်းနိုင်ငံတော်ပူးပေါင်းဆောင်ရွက်ရေးဝါဒကိုအခိုင်အမာကာကွယ်တဲ့ကြိုးပမ်းမှုတွေကိုအချင်းကြီးမဖြစ်စေရဘူးလို့လည်းလူလာကပြောကြားခဲ့ပါတယ်။လက်ရှိချိန်ထိဘရာဇီးအစိုးရဟာအမေရိကန်ရဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကိုဝင်ရောက်ဖို့ဖိတ်ကြားမှုနဲ့ဆက်လင်းပြီးတရားဝင်တုံ့ပြန်ခြင်းမရှိသေးပါဘူး။